မောင်နှမနှစ်ယောက်ဆုံတွေ့တဲ့အချိန်တိုင်းသူတို့ရဲ့အစစ်အမှန်အဆင့်တန်းတွေကိုတယောက်နဲ့တယောက်ဖုံးကွယ်ထားခဲ့ကြပါတယ်အကိုဖြစ်သူကဂုံတိုက်လုံခြုံရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးညီမဖြစ်သူကလမ်းဘေးတန်ရှင်းရေးသမားအဖြစ်ဟန်ဆောင်ခဲ့ပါတယ်သူတို့ကလမ်းဘေးဆိုင်တွေကနေဝယ်လာတဲ့အစားအသောက်တွေကိုတော့အပြန်လန်လဲလှယ်စားတောက်ကြပြီးအတင်းအကျပ်မျိုးချကလှည့်ထွက်သွားတာနဲ့တပြိုင်နက်ပြန်ထွေးထုတ်ဖြစ်ခဲ့ကြပါတယ်ညီမဖြစ်သူကနယူးယောက်မြို့ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးအကိုဖြစ်သူကနိုင်ငံကိုကာကွယ်နေတဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးဖြစ်တယ်ဆိုတာကိုနောက်စလုံးမသိခဲ့ကြပါဘူးသူတို့ငငယ်လေးကလေးကအပြင်းထန်ရှင်ပြိုင်တတ်တဲ့စိတ်သက်ရှိလို့အခုလိုရုပ်ဖြတ်ထားကြတာပါအနှစ်20လုံးသူတို့ကအရှုံးပေးဖို့ညှင်းဆန်ခဲ့ကြပါတယ်ဒါပေမဲ့နှစ်ယောက်စလုံးကမယုံနိုင်လောက်အောင်မြင်နေကြပါပြီဒီတစ်ချိန်မှာတော့တယောက်ကဆင်းရဲနွမ်းပါးတဲ့အခြေအနေမှာရှိနေရင်ကျန်တဲ့တယောက်ရဲ့မာနကိုထိခိုက်သွားစေမှာစိုးရိမ်လို့ဆက်ပြီးဟန်ဆောင်နေဖို့ရွေးချယ်ခဲ့ကြတာပါသူတို့မသိခဲ့တာကသူတို့ရဲ့မိခင်အရင်ဟာတကယ်တော့နိုင်ငံကိုနောက်ွယ်ကနေအုပ်ချုပ်နေတဲ့အကြီးအကဲဖြစ်နေတယ်ဆိုတာပါပဲသူမရဲ့သားသမီးတွေကိုလေ့ကျင့်သင်ကြားပေးဖို့အတွက်နှစ်ပေါင်းများစွာပုံကွယ်နေထိုင်ခဲ့တာပါသူတို့ကြီးကျယ်တဲ့အောင်မြင်မှုတွေရနေပြီလို့သူမထင်ခဲ့ပေမဲ့အခုလိုအောက်ခြေသိမ်းအလုပ်တွေလုပ်နေတာကိုမြင်ရတဲ့အခါသူမရဲ့နှလုံးသားတဆစီကြေမွသွားခဲ့ရပါတယ်အမေများနေနီးလာတာနဲ့အမျှသူမကအမှန်တရားကိုဖွင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပြီးအိမ်တော်ဖက်နှစ်ယောက်ကိုကိုယ်တိုင်စီစဉ်ပေးခဲ့ပါတယ်တယောက်ကချမ်းသာတဲ့အမွေခံတထေးသားဖြစ်ပြီးနောက်တစ်ယောက်ကချမ်းသာတဲ့တထေးသမီးပါအပြင်ပန်းကြည့်ရင်တော့သူတို့ကပြီးပြည့်စုံပုံရပေမဲ့တကယ်တမ်းမှာတော့သူတို့ရဲ့ပုံကိုယ်ရေးဘဝတွေကအရှုပ်ထွေးတွေနဲ့ပြည့်နေနေတာပါဒါပေမဲ့မိခင်ကြီးကသားသမီးတွေရဲ့ပျော်ရွှင်မှုအတွက်ပဲဂရုစိုက်ခဲ့ပြီးအဲ့ဒီအမှန်တရားကိုတော့မသိခဲ့ပါဘူးတစ်ချိန်တည်းမှာပဲအကိုဖြစ်သူကအမေအတွက်လက်ဆောင်တစ်ခုပြင်ဆင်နေပါတယ်သူကနှစ်တရာတက်တန်းရှိတဲ့တောကျင်စင်ကိုခက်ခက်ခဲခဲရှာဖွေခဲ့ပြီးညီမဖြစ်သူအားငယ်သွားမှဆိုလို့အဲ့ဒါကိုမြောက်ဦးတစ်လုံးထဲမှာဖွက်ထားခဲ့ပါတယ်အဲ့ဒီကျင်စင်ကသူ့ရဲ့အနာဂတ်ရောက်ခမလိုက်ရှာနေတဲ့အရာဖြစ်တယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူးညီမဖြစ်သူကလည်းတန်းပေါင်းများစွာအကုန်ကြခံပြီးအေယာမပလဲကြီးနှလုံးကိုဝယ်ယူခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒါတွေကိုအမုတ်ကျိတ်ပြီးတစ်တာတစ်လုံးထဲမှာနှမ်းစေးတွေလိုဟန်ဆောင်ထားခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါတယောက်ကိုတယောက်အထင်မြင်သေးနေကြဆဲပါသူတို့လက်ထဲကလက်ဆောင်တွေဟာတန်းပေါင်းများစွာတန်ဖိုးရှိတယ်ဆိုတာကိုတော့မသိခဲ့ကြပါဘူးအပြန်လန်ညှင်းခုန်ပြီးကြတဲ့အခါသူတို့ကသုံးမိဆိုင်ကအဟောင်းလေးတစ်စီးကိုစီးပြီးအမေများနေကျင်းပဖို့ရွာကိုပြန်လာခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲမိခင်ကြီးကလည်းသူမရဲ့လက်ဆောင်တွေကိုပြင်ဆင်ထားပြီးပါပြီးသားဖြစ်သူအတွက်တန်းချီတန်းတဲ့စိန်ခန္ဓာကြီးတစ်လုံးနဲ့သမီးဖြစ်သူအတွက်စိန်69လုံးပါတဲ့စိန်ဆွဲကြိုးတစ်ကုံပါအနာဂတ်သမတ်နဲ့ချွေးမကိုတောင်မှလက်ဆောင်အနေနဲ့ဒေါ်လာ9သန်း2သိန်းဖိုးစီပြင်ဆင်ထားဖို့ပြောထားခဲ့ပါတယ်အရာအားလုံးစီစဉ်ပြီးသွားတဲ့အခါဘယ်သူမှလာမနှောက်ယှက်ဖို့အမိန့်ပေးခဲ့ပြီးမိသားစုခေါင်းဆောင်ကိုလည်းကိုယ်တိုင်အသိပေးခဲ့ပါတယ်မကြခင်မှာပဲသူတို့3ယောက်ရွာထိပ်မှာစောင့်နေကြပါတယ်ဒါပေမဲ့ချမ်းသာတဲ့တထေးသားနဲ့တထေးသမီးတို့ကစောစောကလေးကရောက်နေကြပါပြီသူတို့ဝင်လာတာနဲ့တပြိုင်နက်စတင်ညှဉ်းညူပါတော့တဲ့မိခင်ကြီးကိုတောင်မျက်နှာချင်းဆိုင်မှာတောသူမကြီးလို့ခေါ်ပြီးလှောင်ပြောင်ကြပါတယ်ဒါပေမဲ့မိခင်ကြီးကဘာမှမတုံ့ပြန်ခဲ့ပါဘူးအဲ့ဒီအစားသူတို့ရဲ့နာမည်တွေကိုမေးလိုက်ပါတယ်သူတို့ကကိုမိတ်ဆက်လိုက်တဲ့အခါသူတို့ဟာသားသမီးတွေရဲ့အိမ်တော်ဖက်အဖြစ်ရွေးချယ်ခံထားရသူတွေဆိုတာကိုမိခင်ကြီးသိသွားပါတယ်တစ်ချိန်တည်းမှာပဲရွာထိပ်ကမောင်နှမ2ယောက်ဟာရုတ်တရက်နေရထိုင်ရခက်လာပြီးညာဘက်မျက်ခွန်တွေတဆက်ဆက်လှုပ်လာပါတယ်အဲ့ဒါကကြီးမားတဲ့ကိစ္စတစ်ခုခုဖြစ်လာတော့မယ်ဆိုတဲ့လက္ခဏာပါပဲအဲ့ဒီအချိန်မှာပဲရုပ်ဖြတ်ထားတဲ့မောင်နှမ2ယောက်ရှောက်လာပါတယ်မိသားစုခေါင်းဆောင်ကတန်ရှင်းရေးသမားမလေးကိုလှမ်းကြည့်လိုက်ပြီးရင်းနှီးနေတယ်လို့ခံစားရပေမဲ့သူမကကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဆိုတာကိုတော့မသိခဲ့ပါဘူးအုပ်ချုပ်ရေးမှူးကလည်းသူ့ရှိကလုံခြုံရေးဝန်ထမ်းဟာနိုင်ငံတော်ရဲ့ဗိုလ်ချုပ်ကြီးဖြစ်တယ်ဆိုတာကိုမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာတထေးသမီးကမာနတစ်ထောင်လောက်နဲ့စကားပြောနေပါတယ်မိခင်ကြီးကသူမမိသားစုရဲ့အရှုပ်တော်ပုံတွေကိုသိသွားလို့ဒီလိုစီစဉ်ထားတဲ့အိမ်တော်ရေးတွေကိုအတင်းအကျပ်သွင်းလိုက်တယ်လို့ထင်နေတာပါပတ်စံဘယ်လောက်လိုချင်လဲလို့တောင်မေးလိုက်ပါသေးတယ်ခြံဝင်းထဲမှာတီတီငိမ့်ငိမ့်ထိုင်နေတဲ့မိခင်ကြီးဟာကဘာကြီးကိုတိမ့်ပိုက်ထားပြီးသားဖြစ်လို့သူမအတွက်ပတ်စံဆိုတာကနန်းတစ်ခုတက်တက်တာဖြစ်တယ်ဆိုတာကိုသူတို့မသိခဲ့ကြပါဘူးမိခင်ကြီးလည်းနောက်ဆုံးမှာတီးမခံနိုင်တော့ပဲလက်ထပ်ပွဲကိုဖျက်သိမ်းလိုက်ပြီးလို့အေးဆက်ဆက်ကြီးညာလိုက်ပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့အခါတထေးသားနဲ့တထေးသမီးကအကြီးကျယ်ဒေါသထွက်သွားပြီးစပွဲကိုထုကအော်ဟစ်ပါတော့တယ်အဲ့ဒီနောက်တထေးသားကမိခင်ကြီးရှိကတက်တာကိုတွေ့သွားပြီးအတုတွေထည့်ထားတယ်လို့ထင်သွားပါတယ်သူကတက်တာကိုဖွင့်ပြီးနာယီကိုမြေကြီးပေါ်ပစ်ပေါက်လိုက်ပါတယ်မိခင်ကြီးကဒေါသတွေထောင်းထောင်းထနေပေမဲ့တထေးသားကပိုပြီးမာနထောင်လာကအားလုံးကိုခေါ်ပြီးသူမကိုအပြစ်ပေးဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲမောင်နှမ2ယောက်အပြေးလွှားပြန်ရောက်လာပါတယ်အကိုဖြစ်သူကချက်ချင်းပဲမှတ်မိသွားပြီးတော့